ကိုနော်ကိုကျွန်တော်ထပ်ပြောပြမယ်ဒန်းလွန်ကြောက်တယ်တာကိုဒန်းလွန်စီးစားရုံနဲ့မကြပါဘူးခင်ဗျာနော်ဒန်းလွန်စီးကကျွန်တော်ပြောတာအတွင်းဒဏ်ရာတွေကိုကျက်စေတယ်ကိုရင်းနာတွေကိုကျက်စေတယ်အပူပုတ်တွေကင်းစေတယ်နော်သွေးရင်းအစီတွေကိုကျစေတယ်သွေးရင်းအညစ်အကြေးတွေကြောက်ကက်ကိုဒုက္ခပေးတဲ့အညစ်အကြေးကိုကျစေတယ်ပဲပါတယ်နော်ကြောက်ကက်ကြောက်တယ်ပြီးတော့ကျွန်တော်အခုခဏပြန်ပြောပြီအခုတခါထပ်ပြောမယ်နော်အဲကြောက်တယ်ဆိုလို့ရှိရင်ဒီမဲ့အခုပြထားတဲ့အိုတွေ့လားအဲ့အိုတဲ့ကြောက်ပြုံကြီးပြုတ်ရည်ကျွန်တော် line ပေါ်မှာအကုန်လုံးပြထားပေးတယ်ဒီနေ့လည်း messenger ထဲမှာအများကြီးလာမေးတယ်ကျွန်တော်အများကြီးလာမေးတယ် wall တွေကိုတစ်ချက်ဝင်ကြည့်ပင်ထောက်ထားတယ်လုံနည်းတွေပင်ထောက်ထားတယ်နော်အဲ့ဒါလေးဝင်လောက်ကြည့်ပါနော်ဘာဖြစ်လို့လဲဆိုကျွန်တော်အလုပ်တွေအများများလို့ပါဒီမှာကြည့်ပါနော်ဒီမှာဓာတ်ညွန်စီးတယ်အများကြီးဒါတွေကပိုင်းရှင်းပြီးသားတွေလုံးဝပို့ပေးရမယ့်ဟာတွေဖြစ်တယ်နော်ဒီမှာအများကြီးပဲတပတ်လေဒီမှာနော်အဲ့မယ်နော်မအများကြီးပဲတွေ့လားအဲ့တော့အခုကနိုင်တဲ့လောက်ပြောပြလိုက်မယ်နော်အချိန်ရတဲ့လောက်လေဒါကကြောက်ပြုံကြီးရယ်ဟိုမှာဟိုတွေ့လားအဲ့ဒါမုံလာဥခေါင်းနော်မုံလာဥရဲ့အရွက်မုံလာဥအဖြူရဲ့အရွက်ရယ်ပူစီနန်ရယ်တရုတ်နန်ရယ်ဗမာနန်ရယ်အမြစ်ကောပါအကုန်ထည့်ရမယ်ဗမာနန်ကိုနော်ဟုတ်ပြီနော်အဲ့ဒါထည့်ပြီးတော့ရေ2လီတာထည့်ပြီးတော့ပွက်ယုံလောက်ကိုကြိုပြီးတော့ချထားအဖုံးကိုမလတ်နဲ့အဖုံးလေးအုပ်ထားနော်အငွေကင်းသွားပြီဆိုမှအဖုံးကိုဖွင့်ချွေးတွေကိုဒီထဲကိုခါထည့်ဟုတ်ပြီလားပြီးတော့အဲ့ရေနဲ့ရောပြီးအဲ့ရေ2လီတာကိုတနေ့ကိုတောက်နော်3ချိန်တောက်5နာရီချပြီးတောက်နော်အဲ့ဒါတောက်ပြီးလို့ရှိရင်တကယ်လို့ကြောက်တွေပါကြီးတယ်ဆိုလို့ရှိရင်ကြောက်တွေပါကြီးတယ်ဆိုရင်ရှောက်သီးရထက်ဆိုတော့လေတချို့ကဟိုတံမြာသီးရလာမေးသေးတယ်မရဘူးရှောက်သီးပါဆိုနေမှာတံမြာသီးမရဘူးနော်ကျွန်တော်တို့ဟိုငချင်းတွေဟာဗါတယ်ငါတလောက်တွေပါပေါင်းရှောက်သီးထက်ပေါင်းတာလေရှောက်သီးကပိုနူးတယ်ရှောက်သီးကအကာလီထက်ပိုပြင်းတယ်နော်အချင်းထက်ပိုပြင်းတယ်ဒီကောင်ကြောက်ကိုနိုင်တယ်နော်ရှောက်သီးထက်ဒီထက်ကိုရှောက်ရည်လေးညှစ်ထည့်ပြီးတော့တချမ်းအောင်ညှစ်ထည့်ပြီးတော့တောက်အဲ့ဒါတောက်ပြီးလို့ရှိရင်ဒီမှာတွေ့လာဒန်းလွန်စီအဲ့ဒန်းလွန်စီကကြတော့အဲ့ဒဏ်ရာတွေကျန်းနေခဲ့တယ်ကြောက်ကထိုးခွဲသွားတယ်ကြောက်ကထဲမှာရှိတဲ့ဒဏ်ရာတွေကိုကြောက်ကြပြီးမှဒန်းလွန်စီကိုစားနော်ဒီမှာဒန်းလွန်စီကိုစားအဲ့ဒဏ်ရာတွေကိုဒီကောင်ကျက်စေတယ်အဲ့ကြရင်ခါနာတာတွေကလည်းယူပြစ်တယ်လို့ပျောက်ပြီးတော့နော်ကြောက်ကထဲမှာရှိတဲ့အနာတွေဖြစ်ကြံနေခဲ့တဲ့ဟာတွေကအကုန်လုံးဒန်းလွန်စီကအနာတွေကိုကြက်အောင်လုပ်ပေးလိမ့်မယ်သွေးကိုတန်ရှင်းအောင်လုပ်ပေးလိမ့်မယ်ဝင်းနေမှန်အောင်လုပ်ပေးလိမ့်မယ်နော်ဒီကောင်လေးကိုကြတော့နှစ်ပတ်တိတိတောက်နော်နှစ်ပတ်တိတိတောက်ပြီးလို့ရှိရင်ဒီကောင်ကိုစားပြီးလို့ရှိရင်နော်စားပြီးလို့ရှိရင်ဒီကောင်ကိုပဲပြန်ပြီးတော့နော်ကိုကအစားမှားတိုင်းအငန်တွေစားမိတိုင်းအစီတွေစားမိတိုင်းနော်ကြိုးပြီးတောက်ပေးဟုတ်ပြီလားအဲ့ဒါဆိုကြောက်ကပြန်မတည်တော့ဘူးဟုတ်ပြီနော်ဒါအခုဒါရှင်းပြတာနော်ဒါမြင်ဆန်လေးပြောပြတာဒီမှာဒါလည်းပိုင်းရှင်းပြီးသားတွေဒါလည်းဒန်းလွန်သီးတွေနော်အားလုံးပို့ပေးမှာပါနော်ကျမ်းမှာချမ်းသာကြပါစေအားလုံးကိုကျမ်းမှာချမ်းသာကြပါစေနော်